ချင်းလေးထွက်ပြီးသွားပြီပေါ့နော်အများကြီးလေးကြိုက်ကြရတဲ့ကျေးဇူးတင်ပါတယ်ပြောလိုက်ပါဆရာကြီးပဲပြောလိုက်ပါကျွန်တော်တစ်ခါဖြည့်ပြီးပြီဆိုဟုတ်ပါတယ်တချင်းလေးကတော့ဒါအမှတ်တရပေါ့နော်ဒီနှစ်ယောက်တူတူဒီနှစ်မှာပြိသက်လေးအတွက်ဟိုတစ်ခုခုလေးပေးခြင်းတယ်ပေါ့နော်တကြံနဲ့ဆိုင်တဲ့အရာလေးတစ်ခုပေးခြင်းမနှစ်ကကျတော့ဇက်ကားလေးလဲဟိုထွက်ထားဆိုတော့ဒီနှစ်တစ်နှစ်ပေါ့တစ်နှစ်လောက်ကပေါ့နော်တစ်နှစ်တောင်မှကြာပါပြီနော်အဲ့တော့ဒီနှစ်မှာပြန်ပြီးတော့နှစ်ယောက် activity လေးတစ်ခုခုလည်းပြောမယ်ဆိုတာမှာbeauty diary အမားတွေစီမှာစကားပြောရင်းနဲ့တချင်းဆိုကြမလားဆိုတော့ဒီမှာသူကလည်းဒီချင်းလေးရှိရဲဆိုကြမလားဆိုအဲ့ဒါဆိုမယ်လေလို့ဆိုပြီးတော့ဗင်တီယာမှာရိုင်းနေနဲ့ပြေးလာပြီးနှစ်ရက်ပြေးလာအဲ့လိုမျိုးဇာရိတ်ဖြစ်တာပေါ့နော်အဲ့လိုမျိုးပါဆိုပါစီပါမချီပနိုင်ပါတဲ့ခင်မရီရေတွေဆိုကုန်ပြီအတူဆုံးမမေပြောသည်တင်ညာခါတော့ချိန်မီကစားကြဖို့ထွက်လာပြီသူပေါ့ကျွန်တော်ဒီနေ့တကြံချင်းလုပ်မယ်ဆိုပြီးတော့ဝယ်ထားတာပေါ့နော်ဝယ်ထားတဲ့အချိန်မှာဒီနှစ်ပုတ်မသွင်းရသေးတာပေါ့တစ်ပုတ်ကတော့ကိုရစာနဲ့သွင်းပြီးဆိုတော့နှစ်ပုတ်မသွင်းရသေးတဲ့အခါမှာစဉ်းစားလိုက်တော့နှစ်ယောက်ဆိုလို့လဲလိုက်မဲ့ဟာမျိုးပြီးတော့ကျွန်တော် music arrange လုပ်ထားတဲ့အရာနဲ့လဲ shine နဲ့ကျွန်တော်နဲ့နှစ်ယောက် duet ဆိုလို့ရှိရင်ပို့ပြီးပြည့်စုံမယ်လို့ခံစားလို့တရားသူ့ကိုဒီတချင်းပြောတဲ့အချိန်မှာ तू ကလည်းငင်းရှာပါတယ်လုပ်ကြမယ်လုပ်ကြမယ်ဆိုပြီးSmart Corner Mobile Smart 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 Corner Mobile ရောင်းဝယ်လက်ထပ်ပြုပြဆုံးရဒီနေ့ကတော့ဒါ April 4 ရက်နေ့ပေါ့နော် April လမှာပထမဆုံးကျွန်တော်တို့ညီကိုနှစ်ယောက်စတက်တဲ့ကျင်းလုံးမြန်မာနဲ့အတူတူဖွင့်ပွဲလေးပေါ့နော်အဲ့မှာຫນွေဦးချိုချိုဈေးຫນွေဦးအကျိုဈေးချိုချိုຫນွေဦးအကျိုဈေးချိုပါပြတ်ပါပြီအဲ့တော့ပထမဆုံးဒါတက်ရတဲ့အတွက်လည်းဒါအရန်ဝမ်းသာပါတယ်ဟိုတလားလောက်ပရိသတ်တွေနဲ့ဆက်သွယ်ပြတ်နေတာပေါ့နော်ရိုက်ကူးရေးသွားနေချိန်မှာပထမဆုံးပြန်တက်ရတော့ပို့ပြီးတော့လည်းပျော်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒါကကျင်းလုံးမြန်မာနဲ့ကပွင့်လင်းပြောလို့ရှိရင်ကျွန်တော်တို့အရှိမလွန်ခဲ့တဲ့တစ်နှစ်ခေတည်းကကျွန်တော်စုံမှုအတွက်စီစဉ်ထားတာပေါ့နော်ဂျားထဲမှာကျွန်တော်တို့မထင်မှတ်ထားတဲ့ငလျင်ကြုံထားတဲ့အခါမှာကျွန်တော်တို့ဒီပွဲကိုရန်နာပြီးတော့ကျွန်တော်ဒီနှစ်မှာပြန်ပြီးလုပ်ဖြစ်တာပါအဲ့တော့ဒီပြန်ပြီးလုပ်ဖြစ်တဲ့အခါမှာလည်းကျွန်တော်တို့ညီကိုနှစ်ယောက်ကိုအခုလိုမျိုးမမေ့မလျော့နဲ့ဒါလက်တွဲပြီးတော့လှုပ်လှုပ်ကင်ပေးရတဲ့အတွက်လည်းဒါကျင်းလုံးမြန်မာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီနေ့ပွဲမှာလည်းအခုဒါဝင်သွားတာနဲ့တင်ကိုຫນွေဦး vibe ပေါ့နော်ပြီးလို့ရှိရင်ဒါတကြံ vibe ပေါ့အဲ့လိုမျိုးအပြေးဝခံစားရတဲ့အတွက်လည်းဟိုစိတ်ကိုဒီရာသီဥတုပူနေပေမဲ့အေးမြစေရပေါ့ပြီးတော့တကယ်လဲဒီမှာဆိုလို့ရှိရင်item တော်တော်များများကိုဒါဒီဈေးချိုချိုနဲ့ပြီးတော့ promotion ကောင်းကောင်းနေနဲ့ဒါရောင်းချပေးနေတာတကယ်လဲ quality ကောင်းတယ်ကျင်းလုံးဆိုလို့ရှိရင်တော့စိတ်ချရတယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်လောက်တော့မန်ဒီမျိုးကဒါချစ်ရတဲ့မိဘပြည်သူတွေအားလုံးလာလေဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာပွဲကဒါရှိပါသေးတယ်ဘယ်နေ့3ရက်နော်3ရက်ဆိုတော့မနေ့ပြန်ရှိတယ်ဟုတ်ပွဲကဟုတ်မနေ့ပြန်တီလည်းရှိသေးတယ်ဆိုတော့အားလုံးပဲလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျဟုတ်လားမတွေ့ရသေးဘူးမတွေ့ရသေးဘူးမတွေ့ရသေးဘူးမန္တလေးကလူကြီးမင်းနေနဲ့မတွေ့ရတော်တော်ကြာပြီတော်တော်ကြာပြီတလားတောင်ပြေးတော့မယ်ပေါ့နော်ကျွန်တော်ဆိုအဲ့တော့ရင်းခုန်နေပါပြီသူလည်းကားရိုက်နေရဆိုတော့တူတူပဲဟိုကတလားလောက်ရှိပြီဆိုတော့ပထမဆုံးဒါပွဲပြန်တက်တဲ့ပွဲဆိုတော့လေခုံမောင်းနိုင်တယ်ဆိုတော့အမောက်မှနိုင်တယ်ဆိုတဲ့သဘောပေါ့နော်အမောက်ချင်းကြောင်ပြောရင်အဲ့အမောက်ကြောင်အရင်ပြောလို့ရတယ်မလားရတယ်စဉ်းစားကြည့်ဗျာကျွန်တော်နဲ့တူနေဆိုရင်အရက်က तू ကပိုရှိအဲ့လားရဖြတ်ပြောကြလိုလားလိုချင်းကြောင်ပြီးမှပြောအရက်ကပိုရှိပါတယ်အားလုံးလည်းသိပါအဲ့ဒါကားလို့မိတ်ကပ်ကိုပြောရမှာလို့ဖက်နဲ့ကြီးအောင်လည်းအမြင်ကြီးဗျာသိလားအဲ့ဒါကြောင့် style လေးကိုပြောရမှာရှင်းကဒီတိုင်းလေးပဲလူလေးပဲမတက်လေးရိုက်လိုက်ပေးအောင်မယ် already ဖြစ်သွားအဲ့လိုမျိုး very good ပေါ့ကျွန်တော်ဖက်နဲ့ကြီးလိုက်ပပလေးဖက်နဲ့ကြီးဒီလိုကြီးလဲစီးလာတယ်အမောက်ကအပြည့်ထောင်လာတယ်သူ့မော့ကြည့်နေရတယ်ဩပူတော့နှုတာပေါ့နော်ဟုတ်တယ်မလားပူပြီးမနှုတက်ချလိုက်တာဟုတ်တယ်အမောက်မဟုတ် तू ကကြာရှေ့မှာ तू ကပေါ်မောင်းမဟုတ် तू ကနောက်မှာကျွန်တော်အဲ့လိုနောက်ကိုမောက်မှာတာအနောက်ကိုလူထိုးမှာအဲ့လိုမျိုးအဲဆောင်းမင်းသားလို့မြန်မာပါမြန်မာပါကျွန်တော်ဒါနောက်ဆိုရင်တော့အဲ့လိုညှိလာမယ်ထင်ထားတာဟုတ် तू စီးနေကြပါအခုမှလာကိုက तू စီးလာတကယ်တော့စီးနေကြ तू လောက် तू လောက်အဲ့ဒါစီးတာ तू ပဲပြောတော့ပါဦးအဲ့ဆိုဒီနေ့အနာသိမ့်မကတ်တော့ဘူးဗျာအနာသိမ့်မကတ်ခုတောင်ရောက်နေပြီလေပါတယ်အဲ့ဒီလိုဖြစ်လို့တဲ့
ခဏနေကြလို့စင်မော်ကြရင် ဒီလိုမျိုးဖြစ်သွား စင်မော်ကြရင်ခွာပြီးတော့ ကြားထဲမှာ တော့အဲ့လိုမျိုးခက်ခေါ်ခါပေါ့နော်ကျမ်းမာရေး တချင်းကြောင်းပဲဘလို့ ဒါလေးကတစ်ချက်ပေါ့တစ်ချက်ပြောပြပါအောင် တချင်းလေးထွက်ပြီးသွားပြီပေါ့နော်အများကြီးလေးကြိုက်ကြရတဲ့ကျေးဇူးတင်ပါတယ်ပြောလိုက်ပါဆရာကြီးပဲပြောလိုက်ပါကျွန်တော်တစ်ခါဖြည့်ပြီးပြီဆို ဟုတ်ပါရဲ့တချင်းလေးကတော့ဒါအမှတ်တရပေါ့နော်ဒီနှစ်ယောက်တူတူဒီနှစ်မှာပြိသက်လေးအတွက်ဟိုတစ်ခုခုလေးပေးခြင်းတယ်ပေါ့နော်တကြံနဲ့ဆိုင်တဲ့အရာလေးတစ်ခုပေးခြင်းမနေ့ကကျတော့ဇက်ကားလေးလဲဟိုဟာထွက်ထားဆိုတော့ဒီနေ့တစ်နှစ်လောက်ကပေါ့နော် တနေ့တောင်မှ ကျွန်တော်ကြာပါပြီเนาะအဲ့တော့ဒီနေ့မှာပြန်ပြီးတော့နေ့ရောက် activity လေးတစ်ခုခုလည်းပြောမယ်ဆိုတာမှာ beauty diary အမားတွေစီမှာစကားပြောရင်းနဲ့တချင်းဆိုကြမလားဆိုတော့မှသူကလည်းဒီချင်းလေးရှိရဲဆိုကြမလားဆိုအဲ့ဒါဆိုမယ်လေလို့ဆိုပြီးတော့ဗင်တရမှာရိုင်းနေနဲ့ပြေးလာပြီး နှစ်ရက်ပြေးလာ အဲ့လိုမျိုးလာရိတ်ဖြစ်တာပေါ့เนาะအဲ့လိုမျိုးပါ ဆိုပါစီပါမတိပနိုင်ပါတဲ့ခေမရီရေတွေဆိုကုန်ပြီအတူဆုံးမမေပြောသည်တင်ညာခါတော့ချိန်မီကစားကြဖို့ထွက်လာပြီ သူပေါ့ ကျွန်တော်ဒီနေ့တကြံချင်းလုပ်မယ်ဆိုပြီးတော့ဝယ်ထားတာပေါ့နော်ဝယ်ထားတဲ့အချိန်မှာဒီနှစ်ပုတ်မသွင်းရသေးတာပေါ့တစ်ပုတ်ကတော့ကိုရစာနဲ့သွင်းပြီးဆိုတော့နှစ်ပုတ်မသွင်းရသေးတဲ့အခါမှာစဉ်းစားလိုက်တော့နှစ်ယောက်ဆိုလို့လဲလိုက်မဲ့ဟာမျိုးပြီးတော့ကျွန်တော် music arrange လုပ်ထားတဲ့အရာနဲ့လဲ shine နဲ့ကျွန်တော်နဲ့နှစ်ယောက် duet ဆိုလို့ရှိရင်ပို့ပြီးပြည့်စုံမယ်လို့ခံစားရလို့တရားသူ့ကိုဒီတချင်းပြောတဲ့အချိန်မှာ तू ကလည်းငင်းရှာပါတယ်လုပ်ကြမယ်ဆိုပြီး Chel la vi oh ban la vi Scarlet corner me like cherry cake na mi အတူဆုံးမောင်ပဲပြောသည်တင်ညာခါတော့ချိန် အော်အင်းပေါ့နှစ်ယောက်ကအတူတူဒီလိုမျိုးပဲလေတိုင်ပင်ပြီးတော့လုံးနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ဒါနှစ်ယောက်လုံးရဲ့စိတ်ကလည်းတူတယ်ဒီနှစ်ကို fan လေးတွေအတွက်ကိုတစ်ခုခုလေးပေါ့နော်တကြံနဲ့ဆိုင်တဲ့တစ်ခုခုလေးသူတို့ပေးခြင်းတယ်ပေါ့နော်အဲဆိုတော့နှစ်ယောက်တူတူသူမြင်ရလို့ရှိရင်သူတို့ပို့ပြီးတော့ပျော်ကြတာဆိုတော့အဲ့လိုမျိုးလေးဖန်တီးပေးဖြစ်တာပါဟုတ်အော်ကြိုက်ပြီးသားတချင်းတွေပဲဆိုတော့လေတကြံချင်းကကြိုက်လေးလည်းတူတယ်